ချူချူသာသာပြောရတယ်ကြမ်းကြမ်းတမ်းတမ်းပြောတာလေဒီစကားပဲချူချူသာသာပြောတာလည်းပဲဒီစကားပဲတူတူလေးပြောတာလည်းပဲဒီစကားပဲအော်ကျဲပြောတာလည်းပဲဒီစကားပဲတဲ့ဒါကြောင့်ဘုန်းကြီးတို့ငငယ်တုန်းကသင်ရိုးညွှန်းနှန်းစာအုပ်ထဲမှာတွေ့ဘူးတဲ့တယောက်စကားတယောက်နားမှာမခါရအောင်တတိဆောင်၍မောင်တို့ဆူလီပြားတကားလို့ခြူလာစီတဲ့ငငယ်တုန်းကသင်ရိုးညွှန်းနှန်းစာအုပ်ထဲမှာတွေ့ဘူးလားမတွေ့ဘူးလားဘယ်တန်းလဲတော့မသိဘူးเนาะအခုတော့အဲ့ဒါတွေမရှိတော့เนาะဒီခေတ်မှာအဲ့ဒါတွေမရှိတော့ဘုန်းကြီးတို့ရဲ့နိုင်ငံကဗုဒ္ဓဘာသာရေးနဲ့တည်ဆောက်ထားတာလာစာဥတွေရဲ့နောက်ဖုံးမှာရေးထားတဲ့ဆရာကျင့်ဟိုမိဘကျင့်ဟိုဆိုတဲ့ဆောင်းဘုတ်တွေဘုန်းကြီးတို့ငယ်ငယ်တုန်းတွေကရှိသလားမရှိဘူးလားအဲ့ဒါဗလာစာဥတဲ့အဖုံးမှာရေးထားပြီးတဲ့ဖျားဟောတဲ့စာတွေဘယ်သူဟောတာလဲမြတ်